အာကာဖြိုးလို့ကျွန်တော်သိရတယ်အာကာဖြိုးဆိုတဲ့ပုံအဲ့ဒီကောင်ကအဲ့ဒီမှာပြန်ပြီးဆွဲနေတာသူဘယ်လိုလုပ်ပြန်ပြီးဆွဲလို့ရလဲဆိုတော့သူအချက်နှစ်ချက်တော့တွေ့တယ်အချက်နှစ်ချက်ပေါ့နှစ်ချက်အဓိကနှစ်ချက်တော့တွေ့ကျွန်တော်တို့ရှိတယ်သူအဲ့ဒီပုတ်ပါကြောင်ပေါင်းနာတစ်ဝိုက်တွေကိုလာတဲ့သူတွေပေါ့အဲ့ပုတ်ပါကြောင်ပေါင်းနာတစ်ဝိုက်မှာသူခီးသွားကားကြီးကြည့်လို့ရှိရင်ခီးသွားကားကြီးတွေမှာချင်းနေကြည့်လိုက်ကြည့်လိုက်လို့သူခီးသွားကားကြီးရောက်ပြီလို့ဆိုရင်ကားကြီးတွေမှာအဲ့မှာလည်းသူတို့ကင်းထောက်တဲ့ဖွဲ့ရှိတယ်သူတို့ကင်းထောက်တဲ့ဖွဲ့လွတ်ထားတယ်သူတို့လူတွေလွတ်ထားပြီးတော့တောင်းစားတဲ့လူလူဟိုဟာရောက်တဲ့လူဒီဟာရောက်တဲ့လူလူနဲ့ဈေးရောက်တဲ့လူလူနဲ့ဟန်ဆောင်ပြီးဖွဲ့ထားတဲ့ဖွဲ့ရှိတယ်အဲ့ကောင်တွေကနေသတင်းပြီးတယ်ကားတွေလာတဲ့ကားတွေရောဒီကားနဲ့ချက်ကြည့်ကားနဲ့ချက်ကြည့်တဲ့ကပတ်စံရှိတဲ့ချမ်းသာတဲ့ပုံစံပေါက်တယ်ဆိုရင်ကားမျိုးစားကြီးကားချီချီပြီးချင်းပေါက်တယ်ဆိုရင်တော့ဒါတို့ချင်းချင်းသတင်းလာပြီးတယ်ကားစီးပြီးဖြတ်သွားပြီးတော့နောက်ပဏ္ဍာကြိုက်ပဲလမ်းနေဒါပဲလေပို့ရပြီရှိတော့ရောက်မဲဆိုကြောင်းကြတယ်အဲ့ဒါမျိုးကျတော့ရောက်ကြောင်းကြတဲ့ကရောက်ကြောင်းကြတဲ့ကကြောင်းကြတယ်မလုပ်ကြတယ်လို့သိရတယ်နောက်ကအဲ့ဒီပုတ်ပါမှာရှိတဲ့ဒီပုတ်ပါမှာရှိတဲ့တချို့သောဈေးဆိုင်တွေအချို့သောပုဂ္ဂိုလ်တွေပေါ့အချို့သောလူတွေကဒီ PDF သတင်းပေးတွေဖြစ်တယ်။အဲ့ဒီကောင်တွေဖွဲ့ကပုတ်ပါမှာချင်းလဲချက်စားနေပြီးပုတ်ပါနဲ့ဆက်ဆက်လုပ်ကြတယ်ဖြစ်တယ်အာကာဖြိုးဖွဲ့တယ်။ဆိုတော့သူတို့ကအဲ့လိုလုပ်ကြတယ်လို့ဖြစ်တော့သူတို့ရှိအဲ့လိုသတင်းပေးတယ်။သတင်းပေးတဲ့လူတွေပတ်စံရတယ်။သတင်းပေးပတ်စံရတယ်။ဒီကောင်လည်းခွဲတန်းလေးနဲ့လုပ်ပေးတယ်။ညမေးဆွဲတများတိုက်ဟိုဘာလုပ်ပြီးပတ်စံလေးတွေရတယ်တော့သူတို့သတင်းပေးတွေခွဲတန်းလေးပေးတယ်။ခွဲတန်းဘဲပြီးလို့ KP နဲ့ပတ်စံပေးတယ်နောက်က KP ဝေးပေးနဲ့ပတ်စံပေးတယ်နောက်ကသူ KP ဝေးနဲ့ပတ်စံတော့ပြီးအဲ့မှာထုတ်ခိုင်းနေပြီးရင်နောက်လည်းသူတို့ချင်းချင်းနောက်ဝက်ချပြီးလို့ဝေးသားပေးတယ်ရှိတယ်။အဲ့လိုပြီးခွဲတန်းလို့တော့တမက်တိုက်ပြီးတော့ဟိုခွဲတန်းပေါင်းကြတဲ့ပုံမျိုးဖြစ်တယ်။ PDF ဖွဲ့အဲ့လိုဖြစ်တယ်။ဆိုတော့ဒီအာကာဖြိုးလို့ဖွဲ့အဲ့လိုလုပ်တယ်ပေါ့နော်။ဆိုတော့ပြဿနာကဒီကောင်တွေအဲ့လိုလုပ်တယ်အစပိုင်းထောက်ချောက်လုပ်နေချင်တီလုပ်နေချင်တီကတော့ဒါလူတွေကအစောပိုင်းတီကတော့ဒါကိုစစ်ကောင်စီစစ်တပ်ဘက်ကလူတွေဆွဲတယ်ဘာညာဆုံးပြောပြီးမယ်နောက်ပိုင်းကစစ်တပ်နဲ့မဆိုင်တဲ့ရှောက်ဆွဲတယ်ဆိုင်ဒီကောင်တွေဒီမဲ့လိုက်တယ်ပြန်ပြီးဆိုတယ်အဲ့လိုဖြစ်လာဖြစ်လာတဲ့ခါကျတော့အဲ့ PDF တွေထဲမှာတချို့တွေတချို့ပြောမယ်မလို့လုပ်သိရတယ်ဟို PDF တွေတချို့တွေရှိတယ်တချို့တွေရှိသူတို့စစ်တပ်ကိုတော်လန့်ချင်တာစစ်တပ်ကဘက်တော်လာတယ်ကိုငါတို့ပြန်ပြီးဆိုကြိုးစားတာဒါပဲရှိတယ်ဒါပေမဲ့ဟိုမဆိုင်တဲ့လူတွေကပြန်ပြီးဆိုရင်ပတ်စံတောင်းပြီးပတ်စံရပြီးပြန်ထွက်လာပြီပတ်စံရပြန်ထွက်ကျွန်တော်လည်းမခိုင်ဘူးရအောင်သိန်းပေါင်းကျော်ပေးလိုက်ရတယ်ကျွန်တော်ကြားတယ်ဒါမခိုင်ဘူးရသူပြောချင်မှလည်းပြောမယ်ဝန်ခံချင်မှလည်းခံသူ့ဖွဲ့ပေးလိုက်လို့ကြားတယ်ပေါ့ဒါထားတော့ကဲဝန်ခံမခံပေးလိုက်လို့ကျွန်တော်ကြားတယ်ဆိုအဲ့လိုမျိုးပဲပတ်စံရလို့ယူတယ်တင်3000ငါအဲ့လိုရတဲ့ပတ်စံတော့သူ့အဖွဲ့တွေလည်းသူဖွဲ့ပေးတယ်အာကာဖြိုးကထိတ်ကနေဥဆောင်ပြီးထိတ်ကနေဥပိုင်းသူယူတယ်သူကအများဆုံးယူတယ်ပြီးကျန်တဲ့ကောင်တွေကမင်းကဘလောက်မင်းက100မင်းက200မင်းက200မင်းက50အဲ့လိုနဲ့ခွဲပြီးတယ်အဲ့လိုခွဲပြီးတော့ပို့လိုက်ပြန်တော့အဲ့နောက်တော့ကလူတွေအလုပ်လုပ်ကြချောက်ပြီးစားတော့ထားတဲ့ဆိုင်အဲ့ဒီဓမြတိုက်စားဖို့ပဲအဲ့ဒီနာအဖွဲ့လူအင်အားပြောမယ်လူအင်အားလေသူ့အင်အားလေယာကနေမရှိဘူး560တော့မပြည့်ဘူးတဲ့560တော့မပြည့်ဘူး550တော့မပြည့်ဒါပေမဲ့သူ့ရဲ့ဟိုဟာတွေကဒီဘာလို့ဖြန့်ချက်ထားတဲ့သူ့သတင်းပြန်ပေးနေတဲ့အုပ်စုတွေနဲ့ပေါင်းတော့ဒါမနေဘူးပေါ့နော်လူကဟိုလောက်ရှိတယ်ပေါ့ဒီမိသားစုပါပါဆိုတော့100နီးပါးလောက်ရှိတယ်ပေါ့မိသားစုဝင်တွေပါပါဆိုအဲ့လောက်ရှိတယ်ဘာလို့လဲဆိုတော့သတင်းပေးတယ်ပြီးရတဲ့ပတ်စံလေးမိသားစုရှိရှောက်ဆောက်ဘာလို့လဲဘာလို့ပဲမကောင်းကောင်းမရှိဘူးလှုပ်တခုပဲလှုပ်လိုက်အဲ့လိုအကြောင်းပြလို့တာပြီးတော့ပြန်ပြီးဆွေးနွေးလိုက်ဖို့လူကြည့်ပြီးတော့သတင်းပေးအဲ့လိုလုပ်တာအဲ့တော့ဒီကောင်လေးကအဲ့လိုလုပ်ပြီးတော့တချို့ဟိုတွေကထည့်ကောင်မကြိုက်တော့ပြီးတော့ခွဲတန်းကလည်းကျို့လူကြတော့ဟိုတကယ်မြေမှာတော့ဒီမှာပြန်ပြီးဆွဲတာသူကိုယ်တိုင်ဆွဲတယ်ဒါပေမဲ့ခွဲတန်းကြတော့သူကအာကာဖြိုးလောက်မရအဲ့ခါကျတော့တင်းလာတချို့ကြတော့ဒီကတော့မကြိုက်ဘူးဗျာမကြိုက်ဘူးဆိုဖြစ်လာဖြစ်လာတဲ့ခါကျတော့ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့စီကိုဘယ်လိုဆက်လဲဆိုတော့သူ PDF မဟုတ်သူကပြန်မို့အဲ့မှာဒေတာကပေါ့သူတိမခံတယ်ဓာတ်ရုပ်တော့တိမခံတယ်ဒေတာကမှာဆိုတဲ့သဘောမျိုးနဲ့သတင်းလာပို့တယ်ပို့တော့ကျွန်တော်အဲ့ဒါကိုကြည့်တယ်ဒါပေမဲ့ဒီကောင်နဲ့ကြည့်တယ်သူတို့ကလေးလာတဲ့ခါကျတော့စကားတွေတစ်ခေါက်ပြောကြည့်တဲ့ခါကျတော့ကျွန်တော် PDF ဖြစ်နေတယ်အထက်အာကာဖြိုးပွဲဖြစ်နေဟိုအာကာဖြိုးကခွဲတမ်းဘလူးပေးတယ်ဒါမျိုးတွေကစားပြောတယ်ဆိုတဲ့သူတည်းကလူကပြောတာပဲပြောတယ်မှာခွဲတမ်းဘလူးပေးတာသူတို့သတင်းဘလူးယူတယ်ဆိုတော့မျိုးတွေစားလိုက်ပြောတယ်ဆိုတာဒီတည်းလူတွေပေါ့ဗျာထားပါတော့အဲ့တော့ဒီကောင်နဲ့အဲ့လိုလုပ်ပြီးတော့တောက်လျှောက်ဒီလိုမျိုးဒီကပြီးလုပ်ပြီးတော့ဒေတာကန်တချို့ကလည်းဘာဖြစ်လာလဲဆိုတော့ဒေတာတချို့ကလည်းဘာဖြစ်လာလဲဆိုတော့ဒီပုတ်ပါဒေတာခီးသွားဧည့်သည်လာမှပုတ်ပါဒေတာအလုပ်ဖြစ်တယ်အခုခီးသွားဧည့်သည်တွေကိုမလာကြအောင်6လလုပ်လို့ဖြစ်လာတဲ့ခါကျတော့တချို့တော့ဒီကောင်းကောင်းလုပ်ရစားတော့ပြည်သူတွေမကျင်းတော့ဒီကောင်တို့ကရမ်းပြဿနာပြန်နေမျိုးခံလို့မျိုးတော့ပြောလို့လည်းမရပြောရင်ဘယ်ကောင်ပြီးအဲ့ကောင်တွေအာကာဖြိုးတဲ့သတင်းပေးမှမသိဘူးအာကာဖြိုးလို့ခွဲပြီးရင်ရောက်နေအိမ်လေးလွယ်ပြီးရောက်နေပြီလာပြီးတော့သူတို့အဲ့လိုမကျင်းမနဲ့ပြောတဲ့ကောင်ချင်းတိုင်းလူဖြစ်လာဖြစ်တော့ပုတ်ပါလူတက်မှုလုပ်တယ်ကျွန်တော်တို့ကပြန်ပြီးဆွဲလုပ်တယ်လာတော့ဖြစ်တယ်အဲ့လိုဖြစ်တယ်ဒါမျိုးဖြစ်ရောပြောရင်တော့ဗျာအဲ့လိုဖြစ်နေတဲ့ခါကျတော့လူတွေကလည်းမကြိုက်တာမပြောရေးချအောင်ဖြစ်နေတာပေါ့ပြောကြအောင်ဖြစ်တယ်ဘာလို့ဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းမှာဖြစ်စစ်တခုဟုတ်ဖြစ်တယ်ဘာလို့ဆိုတော့ဒီအဲ့ဒီပကံညောင်းပုတ်ပါပေါ့အဲ့ကြောက်တော့အဲ့ဒေတာတလောကိုကျင်းလဲချက်စားပြီးအဲ့မှာအုပ်ချုပ်မှုရန်တရားလုပ်နေရတဲ့ဖွဲ့ပေါ့အဲ့ဒီဖွဲ့တွေကလည်းနည်းနည်းပေါ့ရော်လေးရှိနေပုံရတယ်ပေါ့ရော်ရှိနေပုံရတယ်နော်ရှိနေပုံရတယ်နော်ဟိုတချို့တွေဆိုရင်ဘယ်လိုပြောလဲဆိုတော့အဲ့ဒီမှာထိုင်တဲ့လူတွေကမြေပြင်တကယ်မလုပ်ဘူးပေါ့ဗျာမလိုက်ဘူးမြေပြင်တခြားမလိုက်ဘူးဗျာနော်ပြောတော့အပေါ်သတင်းတွေလိမ့်နေပေါ့ပြီးရပိုင်းညောင်းလေးစိတ်ကိုအဲ့မှာ29ရက်နေ့28ရက်နေ့ညောင်းလေးစိတ်ကိုလာမျိုးဝေးတဲ့ချွဲတုံးပြထိုင်လေးရှိခဲ့ပူးတယ်နော်ဆိုတော့ထားပါတော့ပြီးရင်တို့ခုကြားနေတဲ့သတင်းပကံမှာရှိတဲ့ရဲစခန်းတစ်ခုဘာတစ်ခုပေါ့အဲ့လိုပေါ့အစွန်ဖျားလေးကနေရာတစ်ခုသူဝင်စီးဖို့ထိအင်အားရပြင်နေကြတယ်လို့အကြံဉာဏ်ကြားတယ်စုပြီးပေါ့လူစုပြီးတော့ဒါသူလောဆယ်စုပြီးတော့ပကံဝင်စီးဖို့ပြင်နေတဲ့အခြေအနေတော့လုပ်တယ်ဘာလို့အဲ့လိုလုပ်ပြီးတော့သူကလုပ်ပြီးတော့သူကပြောရင်တော့နည်းနည်းလေးအဲ့လိုလုပ်ပြီးတော့နည်းနည်းလေးသူကဒီသတင်းပြဖွာတာပေါ့သူတို့လွှမ်းမိုးနိုင်ပြီးတော့လုပ်တာပေါ့နော်ဆိုတော့နောက်တစ်ခုကဒီဖွဲ့တွေပြောင်းနေတဲ့ကိစ္စနောက်တစ်ခုကဘာထပ်ဖြစ်ဘူးလဲဆိုတော့ရင်ကြားထဲဖြစ်တဲ့တစ်ခုညောင်းဘက်မှာတစ်ခါဖြစ်တဲ့တစ်ခုဖြစ်ဘူးလေညောင်းဘက်နဲ့ထိုင်တော့ကြည့်အောင်ဇူလိုင်25ရက်တစ်ခါဖြစ်သေးတယ်အဲ့တော့ဖြစ်နေပြီပေါ့နော်ထိုင်တော့ကြည့်ပါမရှိအဲ့လူတူကိုလာပြီးတော့တန်းနဲ့လာပြစ်တာဖြစ်တဲ့တစ်ခုဖြစ်သွားတယ်ဥညံပိုးတဲ့တစ်ခုအဲ့ပုဂ္ဂိုလ်ကျမတမ9ယောက်ပြီးရ9ယောက်ကရောက်ချလာပြီးစိုက်ကလေးနဲ့ရောက်လာပြီးတော့တန်းနဲ့ဒီလာပြီးတော့သူ့ကိုလာတယ်လာပြီးအိမ်ရှိကိုခေါ်ထုတ်ပြီးတန်းနဲ့တိပစ်တယ်ဥကောင်တိပစ်တယ်ပြီးသွားတယ်ဆိုတော့အမျိုးဖြစ်နေရအဲ့ဒီပကံညောင်းဦးကြောက်တော့ပုတ်ပါအဲ့အဆရှိနေရတော့မှတောက်လျှောက်ဆိုလိုဖြစ်နေတဲ့ခါကျတော့ဒါကိုဒီနေရာတွေကိုဘယ်လိုလုပ်ပြီးတော့ဘယ်လိုနေမြေရှင်းလေးလုပ်လဲပေါ့နော်ဒီကောင်လေးအတင်ရဲလဲရဲတာဒါကိုရှင်းလေးဘယ်လိုလုပ်ကြမလဲဆိုတော့ဒါအဲ့သက်ဆိုင်အားလုံးပဲစဉ်းစားဖို့လိုတာပေါ့နော်ဆိုတော့ဒါလေးကကျွန်တော်ဒီနေ့ရရှိတဲ့ information အဲ့ဘက်ကလာတယ်ကျွန်တော်လည်းဒါကြည့်ပိုင်ကြည့်ပြီးတော့သူတို့ရှင်းလာတဲ့ information ကျွန်တော်ကြည့်ပြီးတော့ပြောနေရဖြစ်တယ်ပေါ့နော်ဆိုတော့ပွင့်ပြောရင်တော့ဒါလေးတွေကနည်းနည်းတော့ဟိုအစိုးရအာဏာပိုင်ဖွဲ့စည်းနေနည်းနည်းတော့တင်းချောင်းကိုတိုးလာပြီလို့ပြောချင်တာပေါ့နော်ဒါလေးပြောချင်တာအဲ့တော့ဒီပကံညောင်းပုတ်ပါတစ်ဝိုင်မှာစစ်ကြောင်းတွေထိုးရလေအဲ့ကောင်တွေကစစ်ကြောင်းတွေကိုဟိုစိတ်ပြေးတဲ့ကစားသလိုမျိုးရှောက်ထွက်ပြီးတရင်ကလည်းကျူပေါက်တယ်ဆိုတော့ကျွန်တော်ထင်နေပြတက်မလို့စစ်ကြောင်းတွေကဒီကောင်တွေနည်းနည်းဝေးနေမှာသူတို့က drone နဲ့အရင်ကင်းထောက်ပြီးမှာပဲဒီကောင်လှုပ်ရှားမှုအသွင်ယူလာတယ် drone နဲ့ကင်းထောက်လာတယ် GPS ထည့်လာတယ်ဖုန်းရောက်ပြတယ်ပေါ့အဲ့လိုလုပ်ဖို့လိုရတယ်ပေါ့အဲ့တော့ပြီးခဲ့တဲ့ဟို29ရက်နေ့မိသွားတာဆိုလို့ရှိရင် GPS ကနောက်ဆုံးပြတဲ့နေရာရှိတယ်နောက်ဆုံးပြတဲ့နေရာရှိတယ်ပြပြီးတော့ကားကိုအဲ့နေရာနောက်ဆုံးပြခဲ့ပြီး GPS ကိုသူပါမန်တီလို့ဖြုတ်လိုက်တယ်ပြီးတော့ဖုန်းကိုဆက်လိုက်တယ်စစ်တပ်နဲ့ဆက်ထားလို့ရှိရဘာညာဆိုမျိုးနေပါပြောတယ်ဒါပေမဲ့လူတွေကစစ်တပ်နဲ့ဆက်ထားရှိလားဆိုချီကောင်းလဲ
ရှိနေတာပဲအုပ်ချုပ်ရနိုင်ဖွဲ့စည်းနေကျွန်တော်တို့ကကင်းမှမကင်းဘူးလို့ကြတော့နော်တို့ကြတော့မကင်းနိုင်ကြဘူးနော်တခါလေးကျရင်စစ်တပ်မဟုတ်တော့အုပ်ချုပ်ရနိုင်ဖွဲ့စည်းနေကျွန်တော်တို့ဆက်သွယ်ပြောဆိုရရှိနေကြတဲ့ခါဒါမျိုးတွေရှိတယ်အဲ့ဒါလေးတော့မရအောင်ဒါမျိုးဖြစ်တယ်နော်ဆိုတော့ဒါကတော့ဗကန်နာတော့ဖြစ်တဲ့ကိစ္စနောက်တစ်ခုက